ကျမယောက်ျားကိုတခြားမိန်းမတစ်ယောက်နဲ့တွေ့လိုက်တယ်ဒါပေမဲ့သူတို့ကိုမတားလိုက်ဘူးခိုးကြောင်ခိုးဝက်ပဲပုံပြီးကြည့်နေခဲ့တယ်သူတို့ထွက်သွားတော့ကျမကားနဲ့လိုက်သွားတယ်သူတို့ဆေးရုံတစ်ခုမှာရက်တယ်အဲ့ဒီမိန်းမကပျောက်သွားပြီးကျမယောက်ျားကသူ့အမေနဲ့စကားပြောနေတာသူပြောတာကသူ့အမေနေမကောင်းလို့ဆေးရုံတက်နေရတာတဲ့သူ့အမေကိုလာတွေ့တာပါတယ်ကျမလည်းကိုမားတာဖြစ်မယ်လို့ထင်ပြီးသူ့ကိုတောင်းပန်လိုက်တယ်အဲ့ဒီကထွက်လာတော့ကျမရောက်ခမအကြောင်းကိုဆရာဝန်ကိုမေးကြည့်တယ်ဆရာဝန်ကပြောတယ်ကျမယောက်ျားကအလဲလဲမလာဘူးဖုန်းလဲရှာရှာပပမှခေါ်လာတဲ့အဲ့ဒီတော့မှကျမယောက်ျားကျမကိုလိန်နေတာကိုတိလိုက်ရတယ်အိမ်ရောက်တော့သူ့ကိုရင်ဆိုင်ဖို့စဉ်းစားထားလိုက်တယ်သူကမြို့တော်ဝင်ရဲ့ညစာစားပွဲဖိတ်စာရထားတယ်လို့ပြောတယ်အဲ့ဒါတခြားမိန်းမနဲ့တွေ့ဖို့အကြောင်းပြချက်ပဲလို့ကျမတန်တရားရှိတယ်ကျမလည်းဖိတ်စာရထားတယ်သူနဲ့လိုက်သွားခြင်းတယ်လို့ပြောလိုက်တယ်ပါတီရောက်တော့သူကထွက်သွားရမယ်လို့ဟန်ဆောင်တယ်အဲ့ဒါလိန်တာပဲဆိုတာကျမသိနေတယ်အခန်းထဲကိုဝေးကြည့်လိုက်ပေမဲ့ထင်သာမြင်သာရှိတဲ့တန်တရားရှိသူတယောက်မှမတွေ့ဘူးစိတ်ပြက်ပြီးအပြင်ထွက်ပြီးလေးပါလေးရှူလိုက်တယ်အဲ့ဒီမှာကျမတငယ်ချင်းတယောက်နဲ့တိုက်ဆိုင်တွေ့လိုက်ရတယ်သူကအရင်ကစုံထောက်လုပ်ခဲ့ဘူးတယ်ကျမသူ့ကိုကျမယောက်ျားအကြောင်းပြောပြလိုက်တယ်သူကကျမယောက်ျားကိုစောင့်ကြည့်ပေးမယ်လို့သဘောတူတယ်နောက်တစ်နေ့မှာသူကကျမယောက်ျားကိုဘီလာအိမ်တအိမ်ထိလိုက်သွားတယ်ကျမယောက်ျားကမိန်းမတစ်ယောက်ကိုဖတ်နေတာတွေ့လိုက်ရတယ်သူကကျမကိုဖုန်းဆက်ပြီးကျမယောက်ျားဖောက်ပြန်နေတာတွေ့တယ်လို့ပြောပြတယ်ကားနောက်ဖုန်းကိုစစ်ကြည့်ဖို့လည်းသတိပေးလိုက်တယ်အဲ့ဒီညကသူ့ရဲ့ယာဒူးတိုးပွဲလုပ်တဲ့ညပဲမြို့တော်ဝင်မိသားစုလည်းဖိတ်ထားတယ်ကျမကကားနောက်ဖုန်းထဲမှာလက်ဆောင်ပစ္စည်းရှိတယ်လို့လိန်ပြောပြီးဧည့်သည်တွေကိုနှုတ်ဆက်ခိုင်းလိုက်တယ်ကားနောက်ဖုန်းထဲမှာတော့အပူဖုန်းတစ်လုံးကိုတွေ့လိုက်ရတယ်အဲ့ဒီဖုန်းထဲမှာသူနဲ့သူ့မယားငယ်နဲ့ရိုက်ထားတဲ့ဓာတ်ပုံတွေရှိနေတယ်အဲ့ဒီသူ့မယားငယ်ကမြို့တော်ဝင်ရဲ့သမီးဖြစ်နေတယ်သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ရိုက်ထားတဲ့ဓာတ်ပုံတွေကိုလည်းထပ်တွေ့လိုက်ရတယ်လူတိုင်းကသိနေပြီးကျမစီကလှုပ်ဝက်ထားကြတာပါတီမှာသူတို့လက်ချင်းတောင်ဆုပ်ကင်ထားကြတယ်အဲ့ဒီမယားငယ်ကိုအရှက်ရစေဖို့ပေါ့လူအများရှိမှကျမယောက်ျားကိုကျမနမ်းခဲ့တယ်သူနောက်ဆုတ်သွားစေခြင်းလို့လေအဲ့ဒီညမှာပဲသူ့မယားငယ်ကသူ့ကိုလာရှာပြီးကျမကိုကွာရှင်းဖို့တောင်းဆိုခဲ့တယ်သူမကပုံးကွယ်နေတာတွေရက်တော့မယ်လို့ပြောတယ်သူကတော့ကုမ္ပဏီပိုင်ဆိုင်မှုတွေကိုအရင်လွှဲပြောင်းမယ်လို့ပြန်ပြောလိုက်တယ်လွှဲပြောင်းပြီးတာနဲ့ထွက်သွားမယ်လို့ကတိပေးခဲ့တယ်နောက်တစ်နေ့အလုပ်မှာကျမအဲ့ဒီမယားငယ်ကိုဆေးရုံမှာတွေ့တယ်သူကိုဝင်ရှိနေတာအဲ့ဒီကလေးကကျမယောက်ျားရဲ့ကလေးဖြစ်နိုင်တယ်ဆိုတာကျမသဘောပေါက်သွားတယ်ကလေးရဲ့အဖေဘာလို့သူမနဲ့အတူမပါလာတာလဲလို့ကျမမေးခဲ့တယ်သူမကသူ့ယောက်ျားကအခုကွာရှင်းနေတာမို့မကြခင်လွတ်လပ်တော့မယ်လို့ပြောတယ်ကျမကြားအောင်ကိုအတန်ကျကျနဲ့ပြောခဲ့တာအိမ်ရောက်တော့ကျမယောက်ျားနဲ့ထပ်ရင်ဆိုင်ခဲ့တယ်အမှန်တိုင်းပြောရင်ခွင့်လွှတ်မယ်လို့ကျမပြောခဲ့တယ်သူကတော့ပြောစရာဘာမှမရှိဘူးလို့ပြောခဲ့တယ်ဒီတော့ကျမကွာရှင်းဖို့ဆုံးဖြတ်လိုက်တယ်သူဘာတပြားမှမပါပဲထွက်သွားအောင်ရှင်းနေငှားလိုက်တယ်ရှင်းနေကကျမတို့ပိုင်ဆိုင်တဲ့ပစ္စည်းတွေကပူးတွဲပိုင်ဆိုင်မှုတွေကသူ့နာမည်နဲ့ပဲကွာရှင်းရင်ကျမက90%ပဲရမယ်တစ္ဆာမရှိတာကိုသက်သေပြနိုင်ရင်သူအကုန်ဆုံးရှုံးနိုင်တယ်ကျမကုမ္ပဏီကိုစစ်လိုက်တော့ငွေလွှဲပြောင်းမှုတွေကိုတွေ့ခဲ့တယ်သူကကျမရဲ့လက်မှတ်ကိုအတုလုပ်ပြီးအလိမ်ညာကုမ္ပဏီတစ်ခုမှာယင်းနှိမ့်မြုပ်နှံခဲ့တာအကျိုးခံစားခွင့်ရှိသူကသူ့ရဲ့မယားငယ်ဖြစ်နေခဲ့တယ်ပိုင်ဆိုင်မှုလွှဲပြောင်းထားတဲ့သက်သေတွေရှိတော့ကျမမှာပါဝါရှိသွားပြီးကျမချက်ချင်းကွာရှင်းမပစ်ခဲ့ဘူးဘာမှမသိသလိုဟန်ဆောင်ပြီးသူ့ကိုမြို့တော်ဝင်အိမ်ကိုခေါ်သွားခဲ့တယ်သူကအန်ရရှိမှန်ရိပ်မိပြီးကျမကိုတားဖို့ကြိုးစားခဲ့ပေမဲ့ကျမကခေါင်းလောင်းကိုတီးလိုက်တယ်မြို့တော်ဝင်ကတော့ကသူ့ကိုအဲ့ဒီမှာတွေ့လိုက်ရတော့အံ့ဩသွားတယ်သူကကျမတို့ကိုမဖိတ်ထားဘူးသူကကျမကိုခေါ်ထုတ်သွားဖို့ကြိုးစားတယ်မြို့တော်ဝင်ကပဲကျမတို့ကိုအထဲကိုဖိတ်ခေါ်ခဲ့တော့သူလည်းနေခဲ့ရတယ်ကျမဘာလုပ်နေတာလဲဆိုတာသူသိချင်နေတယ်သူစိတ်ပူနေတာကိုမြင်တော့ကျမလူတိုင်းရဲ့ရှိမှပန်းအိုးတစ်လုံးကိုရိုက်ခွဲလိုက်တယ်မယားငယ်ကလည်းဒါကိုမျက်မြင်ကိုတွေ့မြင်ခဲ့ရတယ်ကျမတောင်းပန်မနေခဲ့ဘူးဒါကတမင်လုပ်တာဒါကကျမရဲ့လက်စားချေမှုရဲ့အစပဲရှိသေးတယ်လို့ပြောလိုက်တယ်ညစာစားနေလုံးကျမတို့ရဲ့အချစ်ဇလံကိုမြို့တော်ဝင်မိသားစုကိုပြောပြခဲ့တယ်သူဘလို့ပတ်စံမရှိတဲ့ဘဝကနေကျမကကူညီပြီးအောင်မြင်လာအောင်လုပ်ပေးခဲ့တာလဲဆိုတာပေါ့မြို့တော်ဝင်ကတော့ကကျမတို့ကိုအားကြပြီးကျမတို့ရဲ့ချစ်ချင်းမြတ်တာကိုချီးကျူးခဲ့တယ်ကျမကမထီမဲ့မြည်မောလိုက်ပြီးတော့သူဖောက်ပြန်နေခဲ့တာကိုဖော်ထုတ်ပြောလိုက်တယ်နောက်မိန်းမကစပွဲမှာထိုင်နေတာပဲလို့မြို့တော်ဝင်ကအံ့အားသင့်သွားတယ်သူ့သမီးကနောက်မိန်းမဖြစ်နေမယ်လို့သူဘယ်တော့မှမထင်ခဲ့ဘူး